မြမစကားဝိုင်းတိုင်းရဲ့မြမယူရအစားအစာတစ်ခုစိန်ပလောင်လက်ဖက်တော့ရှေးကနေစားလို့ယခုအချိန်ထိစကားဝိုင်းမှာမပါမဖြစ်အစားအစာတစ်ခုဟာလက်ဖက်တော့တပွဲပါပဲဆွေမျိုးမိတ်ဆွေတငယ်ချင်းတွေရဲ့စကားသွားတိုင်းလဝင်ချိုလီပြိုစေဖို့အထောက်အကူပြုတဲ့အစားအစာဆိုလဲမမှားပါဘူးဒီလိုအနှစ်သာရအပြည့်နဲ့လက်ဖက်တုပ်တပွဲဟာလက်ဆက်ရမယ်လူမျိုးဘာသာအရွယ်သုံးပါးမျိုးစားသုံးနိုင်ရမယ်ဆိုရင်တရှိခန်းစီလုံးဝသုံးမထားတဲ့စိန်ပလောင်ရဲ့နေချင်းတဲ့လက်ဖက်ကိုရွေးချယ်ဖို့အကြံပေးလိုက်ပါစီရှင်နေချင်းတဲ့လက်ဖက်တုပ်တပွဲအကျန်းရည်တစ်ခွက်နဲ့အတူစကားဝိုင်းလေးစလိုက်ကြရအောင်လက်ဆက်တဲ့အရသာမြမယူရအစားစားစိန်ပလောင်နေချင်းတဲ့လက်ဖက်ပါ